的脖子，硬生生将喉咙割开。2026ခုနှစ်ရဲ့အသစ်ဆက်ဆက်တဲ့ထိတ်ရင်ဘူရုပ်ရှင်အသက်နဲ့လဲရတဲ့ဆူတောင်းမာဒူဟွာလင်းဆိုတဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာနင်တို့အားလုံးတည်ပြကြဖို့နဲ့အားလုံးတည်သွားဖို့တကယ်ဆူတောင်းနေဆိုပြီးကင်မရာကိုကြည့်ကထူးဆန်းတဲ့ဗီဒီယိုတစ်ခုကိုအတန်သွင်းနေခဲ့ပါတယ်ဒါဟာဘလို့ဆူတောင်းမျိုးကိုမဆိုပြေဝစေနိုင်ပေမဲ့အသက်နဲ့ရင်းရတဲ့တင်မင်းတမန်တစ်ခုဖြစ်ပါတယ်အချိန်တွေကုန်လုံးပြီး10နှစ်ကြာသွားတဲ့အခါတင်ချာဆရာကစာမေးပွဲအမှတ်စရင်းထုတ်ပြန်လိုက်ရာအမြဲတမ်းအောက်ဆုံးကပြတ်တဲ့ဟန်ဝူကအမှတ်ပြရပြီးအတန်းထဲကအတော်ဆုံးလူနဲ့ပူးရဲပထမရသွားတာကြောင့်အတန်းထဲကလူတိုင်းစုသွားကြပါတယ်။ကျောင်းသားတွေကတကူးချတယ်လို့ပဲထင်ကြတယ်လို့ဆရာကိုယ်တိုင်ကလည်းကူးချရင်တော့နှလုံးမကြမ်းကုန်တူဖို့မလွယ်လို့စစ်ဆေးဖို့လိုမယ်လို့ယူဆနေချိန်မှာဟန်ဝူကတော့မယုံနိုင်တယ်လို့နဲ့ဖုန်းကိုကောက်ကြည့်လိုက်ရာဆူတောင်းပြေဝပါပြီဆိုတဲ့စာတမ်းလေးပေါ်နေခဲ့ပါတယ်။အတန်းစင်းတော့တငယ်ချင်းတွေကမင်းမြန်းကြပေမဲ့ဟန်ဝူကလှုပ်ဝက်ချက်ရှိတဲ့အပြုံးနဲ့ပဲတုံ့ပြန်ပြီးဘယ်ဆူတောင်းမဆိုအကုန်ဖြစ်စည်းပေးနိုင်တဲ့ joy ကဆိုတဲ့အဖြစ်ကိုထုတ်ပြပါတယ်ဒါပေမဲ့တငယ်ချင်းတွေကတော့လုံးဝမယုံကြပါဘူးဂန်ဝူကစိတ်ဝင်စားသွားပြီးဖုန်းနဲ့အထက်ထက်ခါရှာကြည့်ပေမဲ့ရှာလို့မတွေ့ပါဘူးတကယ်တော့ဒီ app ကကိုဘာသာရှာတောင်းလို့မရပဲတယောက်ယောက်ကရှစ်ပေးမှပဲတောင်းလို့ရတာကြောင့်ဟန်ဝူကအဖွဲချက်သေးကိုဝင်ပို့ပေးလိုက်ပါတယ်တောင်းပြီးဖွင့်ကြည့်လိုက်တော့အထဲမှာ selfie ရိုက်တဲ့မုတ်တစ်ခုပဲရှိနေပြီးစက်ကူပေါ်မှာကိုနာမည်နဲ့မွေးတက်ကြရေးကအဲ့ဒီစက်ကူကိုကင်ပြီးအတန်သွင်းတဲ့ကလုတ်ကိုနှိပ်ကကိုဆူတောင်းကိုစိတ်ပါလက်ပါပြောပြီးပို့လိုက်ရင်ချက်ချင်းဆူတောင်းပြသွားလိမ့်မယ်လို့ရှင်းပြပါတယ်။သူကြောက်ကြက်ပြောနေတာမဟုတ်ကြောင်းသက်သေပြဖို့2008ခုနှစ်6လပိုင်း14ရက်ပွားဟန်ဝူရဲ့တင်ချစာမှုပွဲမှာအမှတ်ပြပေးဖို့ဆူတောင်းထားတဲ့ဗီဒီယိုကိုချက်ချင်းဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့လည်းတငယ်ချင်းတွေကမယုံကြသေးပဲတကူချထားတာကိုဖုံးကွယ်ဖို့အပေါ်စားဆင်ချပေးနေတယ်လို့ပဲထင်နေကြပြီးဆရာကလည်းလေထဲတိုက်အိမ်ဆောက်တဲ့အရာတွေမှာစိတ်မနစ်မုံပဲကိုဘာသာစူးစမ်းဖို့ဖြောင်းဖြပါတယ်ဟန်ဝူကနားမဝင်ပဲတက်တီထုတ်ပြဖို့လုပ်ပြန်ပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါစာတန်းကခေါင်းတောက်ဖြစ်သွားတာကိုတွေ့လိုက်ရပြီးဒါပြည့်နားချိန်ပဲဖြစ်မှာပါဆိုပြီးဂယုမဆိုင်ပဲထားလိုက်ပါတယ်ညစာချက်ချိန်မှာဟန်ဝူရဲ့ဖုန်းစီဆဲအာစီကဖုန်းခေါ်ဆိုမှုရောက်လာပေမဲ့ကိုင်းလိုက်တဲ့အခါတစ်ဖက်ကဘာတန်မှပြန်မပြောပါဘူးအဲ့ဒီအချိန်မှာပဲသတင်းပေါက်မှန်ကိုတောကြောင်တကောင်ကပြင်းပြင်းထန်ထန်လာဆောင်သွားပြီးအဲ့ဒီနောက်ဖုန်းထဲကနေဟန်ဝူရဲ့မွေးနေ့ပွဲကိုတွားဖို့စိတ်ပြတ်ဖို့ကောင်းကြောင်းသူ့ကိုလိုက်လို့လိုက်နေရတာစိတ်ပြတ်စရာကောင်းပြီးလူချီနေလဲနားမလဲတဲ့ကြိုးကောင်းဖြစ်လို့သူတို့နောက်ကိုလုံးဝလိုက်မရှုံရင်တိတ်ကောင်းမှာပဲဆိုတဲ့တငယ်ချင်းတွေရဲ့လောင်ပြောင်ပြောဆိုတန်တွေကိုအတိုင်းသားကြားလိုက်ရပါတယ်ဟန်ဝူတယောက်သူ့တငယ်ချင်းတွေကသူ့ပေါ်ဒီလိုလုပ်လိုက်မယ်ဆိုတာကိုလုံးဝလက်မခံနိုင်ဖြစ်သွားပြအမှန်တိုင်းမေးမြန်းဖို့ဆဲအာစီဖုန်းချက်ချင်းပြန်ခေါ်လိုက်ပေမဲ့ဆဲအာကတော့ကြောင်တောင်းနဲ့ဖုန်းမခေါ်ထားကြောင်းနဲ့ပိတ်ရက်မှာလေ့ကျင့်ရရှိလို့မွေးနေ့ပွဲမလာနိုင်တော့ကြောင်းညှင်းလိုက်ပြန်ပါတယ်နောက်တနေ့တန်းထဲမှာဆဲအာကဟန်ဝူရဲ့အကြည့်တွေထူးဆန်းပြီးကြောက်စရာကောင်းတဲ့တွေးပြက်စရာအငွေသက်တွေဖြစ်နေတာကိုသတိထားမိသွားပါတယ်။သူမကဟန်ဝူစိုက်ကြည့်နေတဲ့နေရာကိုလှမ်းကြည့်ပေမဲ့အဲ့ဒီမှာဘာမှမရှိပါဘူး။ရုတ်တရက်ဖုန်းထဲကခေါင်းတောင်းကပြန်ပွင့်လာပြီးဆရာနဲ့တငယ်ချင်းတွေဘလောက်ပဲခေါ်သူဘာမှပြန်မထူးပဲကြောက်လန့်တကြားနဲ့ဖုန်းစကရင်ကိုပဲစိုက်ကြည့်နေပါတယ်။တငယ်ချင်းအချို့ကအခြေအနေမဟန်တာမြင်လို့အမြန်သွားကြည့်ပြီးတဲ့အချိန်မှာပဲဟန်ဝူကပုံမှန်တိုင်းပြန်ဖြစ်သွားပြီးဖြည်းဖြည်းချင်းတရက်ကလွယ်အိတ်ထဲကနေစက်ကူဖြတ်တာတစ်ချောင်းထုတ်လိုက်တာကြောင့်ចောင်းသားတွေလည်းလန့်ပြီးနောက်ကိုစုပ်သွားကြပါတယ်။ဂန်ဝူကသူ့လက်ကောက်ဝက်ကိုဖမ်းဆွဲပြီးထားတဲ့အချိန်မှာဟန်ဝူကသူ့ကိုမီတာတော်ဝေးထိလွှတ်ထွက်သွားအောင်တွန်းထုတ်ပစ်လိုက်ပါတယ်။ဒီအချိန်မှာဟန်ဝူဟာလွတ်ဝက်ဆန်းကျဲတဲ့အင်အားတစ်ခုခုရဲ့ထိန်းချုပ်မှုကိုခံနေရတယ်လို့ထွက်သွားဆန်းလို့အော်ဟစ်ပြီးဆဲအာစီကိုတဟုန်ထိုးပြေးဝင်သွားရနှစ်ယောက်သားအတန်းတကားကိုဝုန်းခနဲ့ဆောက်ဖွင့်ပြီးစင်ကန်ပေါ်လဲကျသွားကြပါတယ်။ဟန်ဝူကလက်တစ်ဖက်ကဓာတ်ကိုကျတစ်ချစ်ပါအောင်ဆုတ်ထားပြီးနောက်လက်တစ်ဖက်ကဖုန်းကိုကင်ထားတော့ဖြစ်ကဆဲအာကအခြေအနေမကောင်းတာသိလို့ဓာတ်ကိုချဖို့အသေးအတန်တောင်းဖြပေးမယ်လေဟန်ဝူကလုံးဝထိန်းချုပ်လို့မရတော့ပဲသူကိုယ်တိုင်လည်းဘင်းကိုဓာတ်နဲ့ထိုးဆိုင်ချလိုက်ပြီးလေချောင်းကိုလှိဖြတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့ဖုန်းစကရင်ပေါ်ကခေါင်းတောင်းအချိန်ရည်တွက်မှုဟာလည်းသူ့ညာကွက်တိဖြစ်သွားပါတော့တယ်